ဒီပိုင်းရဆမှာတော့အတူရကြောက်ထဲမှာ3နှစ်ကြာပြီးဖြစ်ခဲ့တဲ့မြင်ကွင်းကိုမြင်ရမှာပါလိုက်ကမျက်နှာတွေလေးနဲ့တော့အတွင်ပြင်ရှိပြီး3နှစ်ကာလ၏အတွေ့အကြုံများကသူ့ကိုပုံမရင်းချက်လာစေသည်မြို့သူမြို့သားများကလည်းသူ့ကိုတွေ့တယ်နဲ့လေးစားစွာဦးညွှတ်ကပြူကြတယ်လက်လျှောက်လာရင်နိုင်ငံအကြောင်းဆွေးနွေးကြပါတယ်လိုက်ကမေးလိုက်တဲ့ဖိုးနိုင်နိုင်ငံလူတွေဘယ်လိုနေလဲလို့မေးလိုက်တော့မိုင်ကလိုက်ကိုပြန်ပြောလိုက်တဲ့အခုအိုရူကီကအတူရ6အနေနာမှာရှိတဲ့မြေတွေလေးလာပြီးမြေပေါ်လုံနေပါတယ်ဒါပေမဲ့သူစိတ်ချရပါမလားလို့လိုက်ကိုမေးလိုက်တဲ့လိုက်ကစိတ်ချပါတယ်လို့ပြောပြီးနောက်အီလီဘက်ကိုမေးလိုက်တဲ့မိုင်ကတခင်ရဲ့အစီအစဉ်အတွက်မော်ပညာအတစ်တည်ထွင်မှုစူးစမ်းနေတယ်လိုက်ကတူးစီစီတွေများလုံးအီလီကိုနည်းနည်းအားနာနေပါတယ်နာဇူနာဘက်ကိုမေးလိုက်တော့သူကနန်းတော်မှာကိစ္စနေပါတယ်လို့ပြောလိုက်ပါတယ်နောက်တော့လိုက်တို့ကနန်းတော်ကိုရောက်တော့လူတယောက်ကသူ့ကိုခေါ်နေပါတယ်အဲ့လူကတော့လိုက်ကိုလေ့ကျင့်ပေးနေတဲ့ကြက်ပါဒီလိုနဲ့သူတို့ကထိုးလိုက်ရှောင်လိုက်နဲ့တိုက်ခိုက်နေကြပါတယ်အပြင်ဘက်မှာတော့နာဇူနာကတက်ရှည်လုံနေတဲ့သူတွေနဲ့ဆုံပြီးသူတို့ကလမ်းလျှောက်နေတာလားလို့မေးတော့နာဇူနာကမဟုတ်ပါဘူးတခင်မိတ်အတိုင်းကင်းဆောင်နေတာပါလို့အဲ့နောက်စကားပြောနေကြရင်ခဏကကောင်မလေးကတနနေရာကိုတွားဖို့ညွန်ပြလိုက်ပါတယ်ဒါပေမဲ့သူရောက်တော့ကတခင်လိုက်ရဲ့အိတ်ခမ်းကိုပါလက်နဲ့အခါကိုခောက်လိုက်တာကမိုင်ကထွက်လာပြီးဘာလို့တာလဲလို့မေးတော့ကေးလာဆောက်တာလို့ပြောတော့မိုင်ကမလို့ပါဘူးတခြားနေရာမှာတော့လို့ပြောတော့နာဇူနာကအဲ့နေရာအဲ့မှာမိုင်ကဘာလုပ်နေတာလဲမေးတော့တန့်ရှည်လုပ်နေတယ်ပါလို့သူပြောနေပါတယ်နာဇူနာကဝင်တော့ပြီးမိုက်တော့မိုက်ပါတယ်ဒါပေမဲ့တခင်ရဲ့ကောင်းအောင်တွေနာမည်ခြေတော့တောင်မခိုင်ဘူးလို့ပြောတော့မိုင်ကငှက်ရထူနီလန်းလေနာဇူနာကမေးတော့မိုင်ကလိုအပ်ချက်နေမှုပြောပြလို့မရဘူးဆိုပြောတော့နာဇူနာကသူပြောချင်ရပြောပြီးမိုင်ကိုနောက်နင်းတယောက်တည်းခန်းမှာတန့်ရှင်းပါခွင့်မရှိဘူးဆိုပြီးစာရွက်ထဲမှာပါတဲ့စာတွေရွတ်ပြလိုက်ပြီးနာဆူနာကစိတ်ပူဖို့ပြောလိုက်ပါတယ်ဒါကမိုင်ကောင်းစွာလှုပ်တဲ့ငါနဲ့နှက်သမီးမိုင်တွေနဲ့ပြဿနာမျိုးဝင်ပါစရာမလိုဘူးလို့ပြောလိုက်ပါတယ်အဲ့နောက်လာပြောပေးလို့ကျေးဇူးတင်တဲ့အနေနဲ့အပူငွေပေးလိုက်ပါတယ်နာဆူနာထွက်တော့မှမိုင်လဲအသက်ရှူချောင်သွားပုံရပါတယ်အဲ့နောက်နာဆူနာကမုတ်တွေတောက်ဝဲပြီးပြန်ခဲ့ပါတယ်နာဆူနာကအရိုကီကိုမြင်တော့ဘလုတ်ပလောင်းနဲ့အတူရကြောက်တယ်ကိုလေးလောက်မဟုတ်ဘူးလားလို့မေးတော့ညောင်ဘာမမေးညောင်လို့ပဲဖြေတော့နာဆူနာကမင်းချင်ရမေးတော့ကြာလာတော့နားကြီးလာပြီးသူလာတဲ့အကြောင်းရင်းကိုပြောပြလိုက်ပါတယ်မိုင်ပေးထားတဲ့မြေပုံကတပိုင်းပေးထားပြီးမို့လာပို့တာပြောတော့အစောကတည်းကအဲ့လိုပြောတော့လားကျောင်းမတားရဲ့ဆိုပြီးစူပူချိန်မောင်းနေပါတယ်အဲ့လိုနဲ့နှုတ်ဆက်လိုက်ပြီးကင်းစားမှုထက်သွားကြပါတော့တဲ့ဒီလိုနဲ့တကယ်ထိုင်တဲ့ခုံမှာပို့နေတော့ပါးနဲ့ထိုင်ကိုပို့နေတာကိုပြောတာပါထိုင်ကအယုတ်ကလေးလဲသူပို့တာမခံနိုင်တော့အယုတ်လဲကျိုးပက်သွားတဲ့အပိုင်းကိုပြန်ကောက်တက်ပြီးအဲ့နောက်မြန်မာနိုင်ငံပဲပြုတ်တွေပြည်နှုံနဲ့ပြေးထွက်တော့ပါတယ်နောက်မှာတော့ကျန်တဲ့လိုက်တို့ကတိုက်ခိုက်နေတာတခုတည်းပြီးသေးပါဘူးကျက်ကအခုရေချိုးနားလိုက်ရင်တော့ကောင်းမှာပဲလို့ပြောတော့လိုက်လဲနှခါမတိတ်ပဲတစ်ခါတည်းရေခုကန်နဲ့ရတော့ရောအဲ့လိုနဲ့ဟိုပြောဒီပြောနဲ့အတိတ်ကအတူခံခဲ့ရတာကိုတတိတာတပိလက်စားချေဘူးမမေ့သေးပါဘူးလို့ချက်ကိုပြောလိုက်ပါတယ်တစ်ဖက်မှာတော့မိုင်ကခုနှစ်ကအကြောင်းကိုပြောတော့မတိတလို့နေနေတဲ့သူတွေကပြန်ပြောလိုက်ပါတယ်တခင်အခန်းတန့်ရှင်းတာအပိုင်သိမ်းလာလို့မရှိငါတို့ကိုရောတခင်အခန်းတန့်ရှင်းလုပ်ခွင့်ပေးပါမိုင်ကောင်းဆောင်ရဲ့တန့်ရှင်းရေးတယောက်တဲ့အပိုင်သိမ်းဝက်ချီကိုစန့်ကျင်ဖို့မဲ့တမဲ့ကျင်းစာတိုက်တာခံလိုက်ကျင်းစာတက်တာခံလိုက်ကျင်းစာတိုက်တာခံလိုက်ဆိုပြီးပြန်ရေးပြလိုက်တော့လေးကောင်တာလည်းဖြည့်ချင်းချက်တွေပေးလိုက်ပေမဲ့ကျင်းစာတိုက်တာခံလိုက်ဆိုတာရောပြောတော့တယောက်နဲ့တယောက်တီတော်နဲ့ပြောနေကြတော့မိုင်လည်းသူတို့ကိုတောင်းဆိုတာကိုညှင်းလိုက်ပါတော့တယ်ဒါပေမဲ့နင်တို့ကိုပလင်ခန်းစီတော့မဲ့လမ်းကိုတန့်ရှည်လောက်ရမယ်ပြီးတော့အဲ့ဒါကိုအကုန်လုံးလမ်းနဲ့လောက်ရမယ်ပြောတော့အကုန်လုံးလည်းဒီလိုပဲရှင်ဝင်သားပါတော့တယ်အဲ့နောက်ပါတော့နာဇူနာကတန်လန်းဆိုအိတ်ကိုကြည့်နေတဲ့အချိန်အီလီကရောက်လာပြီးဘာလုပ်နေတာလဲမေးတော့လက်ညှိုးနဲ့ထိုးပြလိုက်ပါတယ်နာဇူနာကအလုပ်ကိစ္စနဲ့ပြင်ထွက်နေတာမဟုတ်ဘူးလားလို့မေးတော့အီလီကအကုန်စင်ပြပါတယ်โอเคဆိုပြီးနေလို့ပြန်လာပါလို့ပြောလိုက်ပါတယ်အီလီကအယူလို့ပြောတော့နာဆူနာကမရေချောင်းတက်တယ်နဲ့အလီဆိုပြောမယ်ဆိုပြီးအလီဆိုပြောလိုက်တော့ပိုယူထားတဲ့တေးတယ်လို့ပြောတာခံရပါသေးတယ်အဲ့လိုနဲ့စကားတွေအများကြီးပြောနေကြပြီးအီလီကဟိုတစ်ခေါက်ကတခင်းရဲ့ကော်ဖီတောက်တဲ့အကြောင်းကိုပြောပြလိုက်တော့နာဆူနာလည်းဘလို့တင်းခံနိုင်တော့ပဲငါလည်းတောက်ချင်တယ်ဖြစ်သွားရောကိစ္စအောင်မယ်ဆိုပြီးထပ်တော့ပါတော့တယ်အဲ့နောက်ကိစ္စအောင်မယ်ဆိုပြီးထပ်တော့ပါတော့တယ်တစ်ဖက်မှာတော့မိုင်ကိုအတင်းတုပ်နေကြပါတယ်တယောက်ကတခင်ရဲ့ဖူတော့အနှံ့ရှူချင်တဲ့သူတဲ့တယောက်ကတခင်တုံးတဲ့ခင်ရင်ကိုရှာနေရက်ချင်တဲ့သူတဲ့နင်တို့ရရက်ချင်လားလို့ပြောအကုန်လုံးလက်တက်ညီနဲ့ရက်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့တခင်အကြောင်းပြောနေရင်ငါတို့တွေမရှိခင်အားဆိုတခင်နဲ့မိန်နှစ်ယောက်တည်းပဲလို့ပြောရင်
မနာလိုဝင်တုံနေကြပါတယ်ငါတို့ရဲ့မနာလိုမှုကိုချိန်စာဖြင့်ပြောလို့ရရင်ကောင်းမှာပဲပြောပြီးလို့ကိုစမ်းကြည့်လိုက်ပါတယ်သူတို့ချိန်စာတိုက်နေတဲ့အချိန်မှာပဲမိုင်ကောင်းဆောင်အားရလာပြီးပြောတော့ချက်ချင်းတစ္ဆာခံမှုဖြစ်တော့ပါရောတဲ့ခဏနေကတော့အသေးဆုတောင်းနေကြပြီးနာဆူနာကအခုနေတော့ကိုပလင်ခမ်းမကိုပို့လို့ခိုင်းမယ်ပြောလိုက်ပါတော့တဲ့ဒီလိုနဲ့ပလင်ခမ်းမကိုတက်ရှင်ဖို့ဖိခဲ့ပါတော့တဲ့တက်ချေရေးလို့နေရင်တင်းရောတော့ရင်လောက်နေကြရှိနာဆူနာလောက်လို့ကြိုးထားတဲ့ဟာကိုထိမိရင်ပြန်ကြိုးထားပါတော့တဲ့တစ်ဖက်မှာတော့နာဆူနာကညရောက်တော့နာဆူနာကတနေ့လုံးတူလှုပ်ထားတခင်နဲ့မတွေ့လို့စိတ်ညစ်နေပါတော့သူလည်းတည်းရှိလို့ပါလားကြောင်းထားရင်ဒီမကမတွေ့တော့အစိတ်တွေကတမျိုးဖြစ်တာတော့ကျွန်တော်ဘာမှမသိပါဘူးထားပါတော့ဆက်လိုင်းကိုပြန်ဆက်ရရင်မနေ့ကကြရင်တွေ့ရမယ့်ကောင်မလေးမနေ့ကကြရင်တွေ့ရင်ကောင်းမှာပဲဆိုတော့စိတ်နဲ့ပဲအိတ်လိုက်ပါတော့တဲ့မနေ့ရောက်တော့လိုက်ကရောက်လာပြီအကုန်လုံးလည်းငါ့ကိုလာတွေ့ကြငါကတွေ့တာပဲငါ့ကိုလာတွေ့တာနဲ့ညင်းခုန်နေတော့မှပဲအနောက်ကနေအပိုင်းတစ်မှာတွေ့ခဲ့တဲ့လေဝန်တထောင်ရှိတဲ့မကောင်းဆိုးကောင်ပေါ်လာပြီးလိုက်ကအရင်ကအကြောင်းကိုပြန်တွေးမိတော့ပါတယ်သူတို့ဘက်3ယောက်ကတိုက်ခိုက်ဖို့လှုပ်တော့တခင်ကရတယ်ငါရက်လိုက်ငါရတယ်ပြောပြီးနေတာတော့ပြီးမကောင်းဆိုးကောင်တွေကိုလက်နဲ့ပုတ်လိုက်ပြီးသူတို့ဘက်တွေကိုမိုင်းကအကြောင်းကြားဖို့ပြောလိုက်ပါတယ်ငါအခုမကောင်းဆိုးရပြီအဲ့နောက်လိုက်ကပထမဆုံး3နှစ်ကြာမှလက်စားချေချင်းစပဲအဲ့နောက်မှာတော့တာရဲမျိုးနဲ့မဟာမိတ်နိုင်ကဝင်ပလီမျိုးနဲ့ဘိုင်နဲ့မျိုးမှာတော့အပိုင်းတစ်မှာတော့ငါလိုက်ကိုနှိုက်ဆက်သွားတဲ့လူတွေကိုပြရင်ဆက်လန်ပြီးဆုံးသွားပါတော့တယ်